SCDI ကျုပ်ဆိုဒီမှာကျွန်တော်ဒီ site ထဲမှာပါတဲ့ဒီ CDI ငါးငုံနဲ့လင်းငုံကိုကျွန်တော်ပြောပြမယ်နော် CDI ငါးငုံကကျွန်တော်ဒီဥစားပေါ့နော်ကျွန်တော်ဒီ AC CDI ပေါ့နော်ပါစာကွန်ရဒီလာတဲ့ကျိုးကဒီငုံတွေဝင်ပေါ့နော်ပြီးတော့ဒီဘက်ဘေးကငုံကဒါကျွန်တော်ဒီ plug ကွန်ကိုသွားမယ်ငုံပေါ့နော် plug ကွန်သွားမယ်ငုံဒီအောက်ငုံဆိုရင်ဒါဒီမီးကွန်ပေါ့နော်မီးကွန်လာရင်ငုံဒီအလင်းငုံဆိုတာဒါဆက်သက်တဲ့ငုံပေါ့နော်ဆက်သက်ကျိုးလာရင်ငုံဒီဘေးကငုံကတော့ဒါ ground ပေါ့နော်ဒါ ground ပေါ့နော်ဒီတို့ဒီ CDI မှာတို့ဒီပါစာကွန်လာတဲ့ငုံကတို့ဒီချက်ပြငုံပေါ့နော်ချက်ပြ volt လေးဝင်သွားတယ်တို့ဒီ plug ကွန်ကိုသွားမယ်ငုံကဒီ volt ထုတ်ပြီးမှာပေါ့နော်တို့ဒီ volt ထုတ်ပြီးမှာတို့ဒီဘယ်လိုလုပ်လဲဆိုတော့ဒီ clock လို့ပေါ့နော်တို့ဒီ clock လို့ပေါ့နော်တို့ဒီ transistor လို့ပေါ့နော်တို့ဒီ transistor လို့လုပ်တာပေါ့နော်တို့ဒီမှာ volt ဒီ signal volt လေးတို့ပေးလိုက်တယ်ပေါ့နော်တို့ဒီ plug ကွန်သွားမယ်ငုံကတို့ဒီပွင့်သွားတယ်ပေါ့နော်ပွင့်သွားတော့ volt တွေထုတ်ပြီးလိုက်တယ်ပေါ့နော်အဲ့လိုပေါ့နော်ဒီ CDI ငါးငုံနဲ့လင်းကိုကွာချမ်းရှာတော့တို့ဒီသူကဆက်သက်ကျိုးမပါတော့ပေါ့နော်တို့ CDI လင်းကိုကြောက်ဆက်သက်ကျိုးမပါတော့ဘူးပြီးလို့ရှိရင်တို့ဒီကွာချမ်းရှာတော့ဒီလင်းကိုကြောက် DC CDI ပေါ့နော်တို့ DC နဲ့သုံးတာပေါ့နော်ဒီငါးငုံကြောက် AC CDI ပေါ့နော်ဒီ CDI လင်းကိုမှာတို့ဒီ battery ကလာတဲ့ထွက်ဖို့တို့ဒီတို့မီကွန်မှာဝင်ငုံမှာတို့ချိန်ပေးလိုက်ရုံပဲနော်တို့ချိန်ပေးလိုက်ရုံပဲပြီးလို့ရှိရင်တို့ဒီ CDI လင်းကိုသုံးလို့ဆိုရင်လည်းတို့ဒီပါစာကွန်ရကောင်းလို့ပေါ့နော်ဒီတို့ဒီပါစာကောင်းတယ်တို့ဒီ ဂိတ်ကိုဖွင့်လို့ရအောင်နော်တို့ဒီပါစာကောင်းမယ်တို့ဒီ signal volt ဝင်မှာ signal volt ဝင်မှာတို့ဒီ plug ကွန်စီသွားမယ်ငုံကတို့ဒီ volt ထုတ်ပြီးမှာပေါ့နော်မဟုတ်တော့တို့ဒီ signal volt မဝင်ဘူးဆိုတော့ဒီ plug ကွန်ထုတ်မဲ့ volt ကတို့ထွက်မှာမဟုတ်ဘူးနော်ဒီငါးငုံ CDI တို့ဒီ AC CDI ပေါ့နော် AC CDI ပြီးတော့ဒီလင်းငုံ CDI တို့ DC CDI ပေါ့နော်တို့ဒီငါးငုံ CDI ကိုတို့ဒီထွက်ဖို့ပြီးတော့သုံးလို့မရဘူးပေါ့နော်